ပြဿနာတော့တက်ပါပြီပြဿနာတော့တက်ပါပြီလီယိုရှုံးဆိုတဲ့ဒီကောင်ကြီးကတော့ထပ်ပြီးပြဿနာရှာပြန်ပြီအခုလေးဒီမဲ့လီယိုရှုံးဟာကြမ်းချံမျိုးကလင်းမီသားဆိုအိမ်တော်ကိုဘယ်ကနေဘလို့ရောက်လာမှန်းမသိရုတ်တရက်ပေါ်လာခဲ့ပါလေကျွန်တော်ရှင်းလင်းထားလို့လူတော်သိမ့်မကြံတော့တဲ့ဒီလင်းမီသားစုဟာတကယ်ကိုမျိုးသားသေးပါဘူးသူတို့ရဲ့လှုပ်ရနယ်မြေတဲ့ကိုထူးဆန်းတဲ့ရင်နာတစ်ခုကိုခိုးပြီးထွက်ထားခဲ့ကြတယ်အဲဒါကြောင့်လှုပ်ရနယ်မြေရဲ့မြေပုံဟာကမောက်ကမဖြစ်ကုန်ပြီးအစစ်တမ်းမျိုးစုံရှိလာတဲ့ဝိညာဉ်သားရဲတွေကလည်းအထဲကနေအဆက်မပြတ်ထွက်လာနေတော့တာပေါ့ကံကောင်းလို့ဝင်ကြီးလီယာတရင်ရချင်းလှုပ်ရနယ်မြေကိုအချိန်မီပိတ်လိုက်နိုင်လို့သာကြမ်းချံမျိုးကတတော်ဝါတွေအသက်ဘေးကနေလွတ်ခဲ့တာလင်းမီသားစုရဲ့လက်ရှိကောင်းဆောင်လင်းချက်တုံးကတော့အခုချိန်မှာလီယိုရှုံရှေ့မှာခါလီကိုင်းပြီးဒီเจ้าတွေကိုစီရင်ခံနေပါတယ်လီယိုရှုံကလည်းလင်းမီသားစုကိုဒီကဘာရဲ့ရှင်တကယ်ဖြစ်အောင်လုပ်ပေးမယ်လို့အထိပ္ပယ်ပပနဲ့ခရီးပေးလိုက်ပါတယ်ပြီးတော့ကျန်တဲ့မီသားစုကြီးနှစ်ခုရဲ့ကောင်းဆောင်တွေကိုလည်းဆွေးနွေးပွဲရန်အတွက်ခေါ်ခိုင်းလိုက်ပါသေးတယ်ဒါပေမဲ့အဲ့ဒီချိန်မှာပဲကျဲချံမျိုးတော်ဝင်ဝမ်ကြန့်ထန်းကမီသားစုကြီး၃ခုလုံးကိုကိစ္စတစ်ခုအတွက်အစည်းအဝေးခေါ်လိုက်တာနဲ့တွားတူတော့တာပါပဲဒါနဲ့လီယိုရှုံကလည်းမျိုးတော်ဝင်အိမ်တော်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်မြို့တော်ဝင်ကိုအတုံးချပြီးသူ့ရဲ့စီစဉ်တွေကိုအကောင့်ထဲပေါ်ဝင်အတွက်ပေါ့မြို့တော်ဝင်အိမ်တော်ကိုရောက်သွားတော့မှလေးမီသားစုဝင်နဲ့တက်ခံရတဲ့ကိစ္စကိုဖြေရှင်းဖို့ဆိုတာသိလိုက်ရပါတယ်ဒါပေမဲ့မီသားစုကြီး၃ခုရဲ့ဆက်ဆံရေးဟာမပြေလည်တော့ဒီကိစ္စကိုပြောလိုက်တာနဲ့တမ်းပြီးရန်ပြစ်ကြတော့တာပါပဲအဲ့ဒီချိန်မှာပဲလီယိုရှုံကရုတ်တရက်စကားပြောလာပါတယ်ခင်ဗျားတို့မီသားစုခေါင်းဆောင်၃ယောက်ကျွန်တော်အထူးကြီးတစ်ခုလောက်ပေးစေချင်တယ်တဲ့ဒေါသကြီးတဲ့လီမီသားစုခေါင်းဆောင်ကလီဝမ်ရှန်ကမင်းကဘယ်ကကောင်မလို့ငါတို့ကိုလာမင်းပေးနေရလဲဆိုပြီးချက်ချင်းပဲဆဲဆိုပါလေရောအလိုတော်ရှိလေးချက်တုံးကလည်းချက်ချင်းထွက်လာပြီးလီဝမ်ရှန်ရဲ့နှာခေါင်းကိုလက်ညှိုးထိုးပြီးပြန်ဆွဲတော်တာပါပဲလီယိုရှုံစီနီယာကိုဒီလောက်တော့ရဲစတိုင်လို့ရဲတယ်ပေါ့မင်းတော့တေးချင်နေပြီထင်တယ်တဲ့လီရှုံဆိုတဲ့နာမည်ကိုကြားလိုက်ရတော့လီဝမ်ရှန်နဲ့လူမီသားစုကောင်းဆောင်လူချင်းရှန်တို့နှစ်ယောက်လုံးထိုင်ကုန်ကနေဝုန်းကနေထားရလိုက်ကြပါတယ်သူတို့မျက်လုံးထဲမှာလည်းကြောက်ရွံ့မှုတွေအပြည့်ပါပဲအုပ်ချုပ်ရေးဌာနကဝရမ်းထုတ်ထားတဲ့လီယိုရှုံဟာဒီနေရာမှာပြောင်းကျကျပေါ်လာလိမ့်မယ်လို့သူတို့မထင်ထားခဲ့ဘူးလေလီယိုရှုံကမျက်မှောင်ကျော်ပြီးဒီလောက်ကြီးလည်းမတုံလို့ကြပါနဲ့ကျွန်တော်ကလူစားမှမဟုတ်တာလို့ပြောလိုက်ပါတယ်ဒါပေမဲ့တခုတော့တတိပေးလိုက်မယ်ခင်ဗျားတို့သာလိမ့်မော်မယ်ဆိုရင်မော်တူးမြို့မှာနေစရာတစ်ခုရစီရမယ်လို့ကျွန်တော်အာမခံတယ်ဒါပေမဲ့သိရင်သေးပါစေအမိန့်နာမခံဘူးဆိုရင်တော့ကျွန်တော်လက်ကမညာတာဘူးဆိုတာမှတ်ထားလိုက်တော့ကျွန်တော်ကိုယုံပါခင်ဗျားတို့ကိုတတ်ဖို့ဆိုတော့ပွဲစိတ်တကောင်ကိုဖိတက်တာထက်အောင်ပိုလဲပါသေးတယ်လီယိုရှုံရဲ့ချေချောင်းမှုကိုကြားတော့အဲ့ဒီမှာရှိနေတဲ့လူတိုင်းမျက်မှောင်နဲ့ကြုံသွားကြပါတယ်မြို့တော်ဝင်ဝမ်ကျန့်ထန်းကလည်းအဲ့ဒီချိန်မှာစီနီယာလီယိုရှုံကျွန်တော်တို့ကိုဘာလို့ပေးစီခြင်းလဲဆိုပြီးကြောက်ကြောက်ရွံ့လန်းလန်းနဲ့မေးလိုက်ပါတယ်လီယိုရှုံကသူ့အိတ်ထဲကနေမိုင်းနေတဲ့တူတဲ့ပစ္စည်းတချို့ကိုချုပ်ပြီးသူတို့ရှေ့မှာချလိုက်ပါတယ်ပြီးတော့အေးအေးဆေးဆေးပဲပြောလိုက်တယ်ခင်ဗျားတို့လောက်ရမှာဒီပစ္စည်းတွေကိုတက်ချက်မျိုးရဲ့တောင်တီးတီးမှာတွားထားပေးဖို့ပဲကျန်တာကတော့ဘာမှကြီးဆိုင်နေကြမလို့ဘူးဒီဝန်ရှက်ကမျက်မှောင်ကျိုးပြီးစီနီယာလီယိုရှုံကျွန်တော်တို့ကိုခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုတော့ပေးတင်တယ်မဟုတ်လားဘာလို့လဲဆိုတော့ဒီလိုပစ္စည်းမျိုးဟာပြည်သူတွေကိုထိခိုက်သွားရင်ကျွန်တော်တို့တာဝန်မယူနိုင်ဘူးဗျာလို့သူကပြောပေမဲ့သူ့ကိုပြန်ပြလိုက်တဲ့စကားကတော့တခွန်းနဲ့ပါပဲအသက်ရှင်ခြင်းသလားဒါမှမဟုတ်သေခြင်းသလားဆိုတာပါပဲလီယိုရှုံရဲ့ချေချောင်းမှုရှင်မှာလီဝမ်ရှန်လည်းမျက်နှာပြတ်သွားပြီးဘာမှထားမပြောရတော့ပါဘူးတကယ်လို့သူသာညင်းလိုက်မယ်ဆိုရင်သူ့ကောင်းကပြတ်ထွက်သွားပြီးဘောလုံးကန်ခဲရမှာတေချာနေတာကိုမကြက်ထန်းဟာသူ့မျက်မှန်ကိုပွင့်နေလိုက်ပြီးလေးလေးပင်နဲ့ပြောလိုက်ပါတယ်ဒါပေမဲ့အခုလောလောဆယ်မော်တူးမျိုးကနေလှုပ်ဝက်နေမြေအကြောင်းကိုစုံစမ်းလို့လွတ်ထွက်ထားတယ်ကျွန်တော်ညီမအတွက်လှုပ်ရှားရတာအဆင်မပြေဘူးဗျဒါပေမဲ့လီယိုရှုံကတော့ကြိုးတင်စီစဉ်ထားပြီးသားမလို့စိတ်ချပါဒီကိစ္စကိုငါအစောကြီးကတည်းကသိပြီးသားမင်းတို့ကငါပြောတဲ့အတိုင်းလုပ်ဖို့ပဲမထားရင်ရပြီလို့ပြောလိုက်ပါတယ်ဝမ်ကျက်ထန်းကလက်တိကိုချစ်ချစ်ပေါအောင်ဆုပ်လိုက်ပြီးဒီကိစ္စကကျွန်တော်တို့ကြိုက်ရမျိုးပေါ်တက်ရောက်မှုရှိမလားတကယ်လို့တခုခုမှားသွားရင်တော့ကျွန်တော်တို့ကတမိုင်းတရားခံတွေဖြစ်ကုန်မှာလို့ပြောပါတယ်ကြားဟာတွေလာမပြောနဲ့တော့အသက်ရှင်ချင်းငြိမ်ငြိမ်လေးသဘောတူလိုက်စမ်းမဟုတ်ရင်တော့မင်းတို့မိသားစုတွေကိုပါငါကိုယ်တိုင်တက်ပြင်မယ်တင်နေရတဲ့အတိုင်းပါပဲလီယိုရှုံရဲ့စကားကိုကြားလိုက်ရတော့အားလုံးမျက်နှာပြတ်ကုန်ကြပါတယ်ဒါဟာသူတို့ကိုပြောင်းကျချေချောက်နေရမှာမဟုတ်လားဒါပေမဲ့လည်းတမိသားစုနဲ့အသက်အန္တရာယ်ကိုချေချောက်ခံရတာဆိုတော့အားလုံးကမတက်တာပဲသဘောတူလိုက်ရပါတော့တယ်အဲ့နောက်လီယိုရှုံဟာထူးဆန်းတဲ့ပြောင်းတစ်ခုနဲ့ဒါဆိုမင်းတို့ဘောပဲပုံအပ်လိုက်ပြီးမင်းတို့ရဲ့လှုပ်ရှားမှုတိုင်းကိုငါစောင့်ကြည့်နေမှာဘာလို့ဆိုငါ့ကိုလာလှည့်ပြဖို့ကြိုးစားရင်တော့မင်းတို့မိသားစုတစ်ခုလုံးကိုအကုန်တက်ပစ်မယ်ဆိုတာမမေ့နဲ့လို့ပြောလိုက်ပါတယ်အလင်းသားတကူလက်ကနေဖြစ်သွားပြီးလီယိုရှုံကတော့အဲ့ဒီနေရာကနေပြောက်ကွယ်သွားပါတော့တယ်။ကွာမင်တက်ကုံမှာရှိနေတဲ့ကျွန်တော်ကတော့စီမံခန့်ခွဲရေးဌာနရဲ့လူသိရွေးချယ်ပွဲကိုလေ့လာသူဖြစ်နေတက်ရောက်ဖို့ပိတ်ကြားခံရပါတယ်။အဲ့ဒီချိန်မှာပဲကျွန်တော်နောက်ကနေမင်းလည်းဆောင်ပွဲလာဖြစ်တာလားဆိုတဲ့အတန်ကြီးတစ်ဆန်ထွက်ပေါ်လာပါတယ်။ကျွန်တော်လှည့်ကြည့်လိုက်တော့စီမံခန့်ခွဲရေးဌာနကအသင်းကောင်းဆောင်ကြမ်းကြမ်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ကျွန်တော်လည်းခေါင်းခါပြပြီးမဟုတ်ပါဘူး။ကျွန်တော်ကဒီတစ်ကောက်လေ့လာသူအဖြစ်ဖိတ်ကြားခံရလို့လာတာပါလို့ပြန်ပြောလိုက်ပါတယ်။အော်ဟုတ်လားငါကမင်းလည်းဆောင်ပွဲလာဖြစ်တာထင်လို့ဒီတစ်ကောက်ဆောင်ပွဲရမလွယ်ဘူးနော်မတော်တဆမှုတွေဖြစ်တတ်တယ်လို့သူကဆိုပါတယ်ကျွန်တော်လည်းနားမလည်နိုင်မဲ့မတော်တဆဆိုတာတည်တဲ့တိဖြစ်နိုင်လို့လားလို့မေးလိုက်ပါတယ်ဒါပေါ့ဒီဆောင်မှုပွဲကဖီဆိုသူတွေရဲ့စိတ်ဓာတ်ကိုဆက်နှက်ဖို့တည်းမဟုတ်ဘူးအဓိကတာဝန်တွေမှာထူးချွန်တဲ့ရလဒ်တွေရဖို့ပဲဒါပေမဲ့အောင်မြင်မှုရဲ့နောက်ကွယ်မှာတော့အသက်အန္တရာယ်ကအမြဲရှိနေရပဲလို့သူကဖြေပါတယ်ဒီစကားကိုကြားလိုက်ရတော့ကျွန်တော်မျက်နှာနှင်းငယ်ပြသွားပါတယ်ဆောင်ပွဲတက်မဲ့ချက်တွေမှာဘာလို့သိဆုံးနိုင်ရရှိတယ်လို့ပါနေတာလဲဆိုတာအခုမှနားလည်သွားတော့တယ်အဲ့နောက်ကျဲကြံကကာဝေးဖွဲ့ဝင်ဖြစ်လာဖို့လားလာရှိသောလူတွေကိုကျွန်တော်ကိုမိတ်ဆက်ပေးပါတယ်ကျွန်တော်လိုက်ကြည့်နေတော့မှပဲမင်းကလေးတယောက်စီကနေထူးဆန်းတဲ့စွမ်းရည်တစ်ခုကိုခန်းစားလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲအဲ့ဒီမင်းကလေးဟာကျွန်တော်စီတန်းတန်းမမရှောက်လာပြီးဟေးနင်းနာမည်ဘယ်သူလဲလို့လာမေးပါတယ်။
ပြီးတော့ကြမ်းကြမ်းရဲ့ရှိနေမဲ့ကျွန်တော်ကိုလိုင်းနှဲကြည့်နေပါတော့တယ်ကျွန်တော်စီကတွေထူးခြားတဲ့နန်းတစ်ခုခုကိုသူရလိုက်လို့ထင်ပါတယ်အဲ့ဒီမိန်းကလေးမျက်နှာမူရဟာတိတိတတ်တာကိုပြောင်းလဲသွားပြီးတော့ခုနင်းခင်ကမျက်မှောင်လေးနဲ့ငယ်ကြောပြီးရှစ်စီကဘာလို့ထူးဆန်းတဲ့နန်းတစ်ခုရနေတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲကြမ်းကြက်ကကြားဖြတ်ပြီးဒီတယောက်ကကွန်မင်တက်ကတူကចောင်းသားကြမ်းချံပါလို့မိတ်ဆက်ပေးလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့မိန်းကလေးကခေါင်းပေါ်ကြည့်လာပြီးသူမရဲ့တက်ကြောက်လှရှာနေတဲ့မျက်ဝန်းစုပ်ကိုပုတ်ခတ်လုံရင်တက်ကတူចောင်းသားတယောက်ကဘာလို့ဒီလိုနေရာမျိုးကိုရောက်လာတာလဲလို့ပြောလိုက်ပါတယ်ကျွန်တော်ကတော့ပြုံးပြုံးလေးနဲ့ပဲကျွန်တော်ကဒီကိုဆောင်းမွေးလာကြည့်ဖို့ဖိတ်ကြားခံရလို့ရောက်နေတာပါလို့ပြန်ပြေးလိုက်ပါတယ်ကောင်းပါပြီကျမနာမည်ကလင်းခဲပါရှစ်ကိုမှတ်ထားလိုက်မယ်နောက်လာမယ့်ဆောင်းမွေးတွေမှာပြန်တွေ့ကြမယ်လို့မျှော်လင့်ပါတယ်လို့သူမကပြောပါတယ်ပြောပြီးတာနဲ့သူမဟာကျွန်တော်ကိုလက်ပြနှုတ်ဆက်ပြီးနောက်ကိုယ်တော်လည်းမကြည့်ပဲထွက်သွားပါတော့တယ်ဒါကိုမြင်တော့ကျွန်တော်လည်းလင်းခံပေါ်မှာစိတ်ဝင်စားမှုတွေတော်တော်လေးရှိသွားမိပါတယ်တကယ်ကိုထူးဆန်းတဲ့မိန်းကလေးပဲဗျာကြာခင်မှာပဲဆောင်းမွေးပွဲဟာစတင်ခဲ့ပြီးအတင်းကောက်ဆောင်တီးတီးဟာသူတို့ရဲ့အတင်းသားတွေကိုခေါ်ပြီးအဆောက်အုံတွေကတခွဲခန်းစီကိုခေါ်သွားကြပါတယ်တခွဲခန်းထဲမှာတော့ခေတ်သစ်နည်းပညာတွေတဲ့တာလုံးနဲ့နည်းပညာတွေရှိနေပြီးအဲ့ဒီထဲမှာအထင်ရှားဆုံးကတော့အေယာမစေယုံဝတ်စုံကြီးတစ်ခုပါပဲအဲ့ဒီစေယုံထဲမှာထိုင်ကုန်နေရာ2နေရာပါရှိပြီးလူနှစ်ယောက်တူတူထိကြုံမှသာအလုံးလုံးနိုင်မှာဖြစ်ပါတယ်အဲ့ဒီချိန်မှာစေယုံကနေအားလုံးကိုဒီနေရာကနေကြိုဆိုပါတယ်ကျွန်တော်ကတော့ဒီတစ်ခေါက်ဆောင်မပွဲရဲ့စစ်ဆေးမှုဝေးပါကျွန်တော်ကိုဝေ့ကျန်းထောင်ဒါမှမဟုတ်နီးဖြောင်းဝေးလို့ခေါ်လို့ရပါတယ်လို့အတန်ထွက်လာပါတယ်ဒီတစ်ခေါက်ဆောင်မပွဲကအရန်ရုပ်ရှင်ပါတယ်ပြန်မဲဝင်နေအနေနဲ့နောက်ဆုံးထိကြက်ကြက်ခံနိုင်ပြီးပွဲစီစဉ်သူတွေပေးထားတဲ့တာဝန်တွေကိုအောင်မြင်အောင်လုပ်နိုင်ရပါပြီလို့ပြောရင်းဝေ့ကျန်းထောင်ကသူ့ရဲ့ညာဘက်လက်ကိုအပြာရောင်မျက်နှာပြေတစ်ခုပေါ်တင်လိုက်ပါတယ်လက်ပေါ်ရစစ်ဆေးပြီးရတဲ့ရှေ့ကမျက်နှာပြေကြီးပေါ်မှာမြေမတွက်နိုင်တဲ့သားရွယ်တွေနဲ့မျိုးဗီဇပြောင်းလဲနေသူတွေရဲ့ပုံရိပ်တွေပေါ်လာပါတယ်သူတို့တွေကကာဝေးရေးတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ဝိညာဉ်သားရွယ်တွေဖြစ်ပြီးအထက်ကရွေချက်ကတော့အဖွဲ့ဝင်တစ်တွေကိုလက်ထိတိုက်ခိုက်ရေးလေ့ကျင့်ပေးဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာခန္ဓာကိုယ်ဆွဆောင်ရည်ကိုရင်စစ်ဆေးဖို့လိုအပ်ပါတယ်ညာဘက်လက်ကိုပုံစော်ကဲကြော်တင်းပေါ်တင်လိုက်အောင်နဲ့တင်းတို့ခေါ်နိုင်တဲ့ဝိညာဉ်အမွေးတိတ်ဆန်ရဲ့အဆင့်ကိုတိုင်းတာနိုင်မှာဖြစ်ပါတယ်အဲ့နောက်မှာတော့ဝိကြံထောင်ကဘေးကိုတိတ်ဆိတ်ဆိုးပေးလိုက်ပါတယ်တယောက်ပြီးတယောက်ဆန်းသက်ကြရမှာအများစုကတာမန်ဝိညာဉ်သားရွယ်တွေပဲခေါ်ယူနိုင်ကြပြီးတချို့ဆိုရင်တာမန်တိတ်ဆန်ဆက်လောက်ပဲရှိကြပါတယ်အဲ့ဒီချိန်မှာလင်းခေကပုံစော်ကဲကြော်တုံးရှိကိုရှောက်လာတဲ့အခါလူအပြင်းမှာရုပ်တဲဖြစ်သွားပါတယ်နင်းမီသားစုရဲ့တခင်မာလေးကတော့လာပြီးဆက်သက်တာလားသူ့ရဲ့ဝိညာဉ်သားရဲ့ကအစိမ့်နဲ့အမိပါနတ်ဖျားသားရဲ့လို့ပြောကြတယ်မဟုတ်လားဟုတ်တယ်လေအမိပါနတ်ဖျားသားရဲ့ပိုင်ရှင်ဆိုရင်စီမံခန့်ခွဲရေးဌာနကိုတိုက်ရိုက်ဝင်ခွင့်ရတာပဲသူကဘာလို့ဒီကိုလာပြီးဆောင်းဝဲဖြစ်နေသေးတာလဲလို့ပြောဆိုနေကြပါတယ်ကြာခင်မှာပဲဆန်းသက်မှုရလက်ထွက်လာပါတယ်လင်းကေကအစိမ့်နဲ့အမိပါနတ်ဖျားသားရဲ့ဖြစ်ပြီးတိုက်စစ်ပိုင်းအတွက်တင့်တော်တယ်လို့ဖော်ပြနေပါတယ်ဆောင်းဝဲပြီးရင်တော့စီမံခန့်ခွဲရေးဌာနအဖွဲ့ခွင့်ကိုတာဝန်ချထားပြီးမှဖြစ်ပါတယ်အဲ့နောက်မှာတော့ဝမ်ဟောက်ကလည်းစင်မကိုတိတ်ဆိတ်တက်လာပြီးဆောင်းမပွဲကိုစတင်ပါတယ်တကယ်တော့ဝမ်ဟောက်တို့အဖွဲ့ဟာလက်ရှိမှာစီမံခန့်ခွဲရေးဌာနရဲ့ဝန်ထမ်းတွေဖြစ်နေကြပါပြီဒါပေမဲ့သူတို့ကလက်ရှိမှာဆရာအဖြစ်ကရက်တောင်ယူထားတာဖြစ်ပြီးတကယ်လို့ကြောင်းပြီးတဲ့အခါစီမံခန့်ခွဲရေးဌာနရဲ့ကံဝေးတပ်ဖွဲ့မှာတိုက်ရိုက်ဝင်ရောက်လုပ်ကင်နိုင်ဝင်ရန်အတွက်အခုလိုဆောင်းပွဲဝင်ဖြစ်ဖို့ဆုံးဖြတ်ခဲ့ကြတာပါဒါပေမဲ့သူတို့အတွက်ကတော့ဒါဟန်ပြတတ်ပါပဲဘာလို့လဲဆိုတော့ဝမ်ဟောက်တို့ရဲ့အချက်လက်တွေကိုစီမံခန့်ခွဲရေးဌာနကကြိုတင်သိထားပြီးဖြစ်သလိုသူတို့ရဲ့ဝိညာဉ်သားရုပ်တွေကလည်းဒီမှာပဲရှိနေလို့ပါပဲအဲ့ဒီချိန်တော်အတွင်းကျွန်တော်ရဲ့အကူအညီနဲ့ထိတန်းစစ်နတ်ဖျားသားရဲ့အဆင့်ကိုရောက်ရှိသွားခဲ့ပါပြီအဲ့ဒီချိန်မှာပဲစီမံခန့်ခွဲရေးဌာနရဲ့တရားကြီးကပြပြချင်းပွင့်လာပြီးဝတ်ဆောင်ပြင်းတဲ့လူယုံကလှမ်းဝင်လာပါတယ်ဒါကိုမြင်တော့ဝေကြံထောင်းကလည်းချက်ချင်းပဲလေးပြလိုက်ပြီးနှုတ်ဆက်ပါတယ်ခေါင်းဆောင်လို့ပြောလိုက်ပါတယ်ကျန်တဲ့သူတွေကလည်းတယောက်ပြီးတယောက်အချိုးသေးပေးကြပြီးသူတို့ရဲ့မျက်လုံးထဲမှာလေးစားမှုတွေအပြည့်ပါပဲတကယ်တော့လူယောင်နဲ့ဌာနတစ်ခုထဲမှာအတူတူလှုပ်လို့ရတာသူတို့အတွက်ဂုဏ်စရာတစ်ခုလေလူယောင်ကလည်းခေါင်းငိတ်ပြီးပြန်နှုတ်ဆက်လိုက်ပါတယ်ကျွန်တော်ကိုမြင်တဲ့အခါမှာတော့ခေါင်းကိုတခြားဘက်ကိုလှည့်သွားပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကြားမှာကျွန်တော်တို့ရဲ့အစီအတန်းနဲ့ပတ်သက်မှုကိုလူမသိစရာဘူးဆိုတဲ့ကြိရှိတာလို့ပါဒီနံကမကြီးလိုလန့်ကော်မလို့လုပ်ပေမဲ့ဘေးကကော်ရွှင်းကြီးကတားလိုက်ပြီးခေါင်းကပြလိုက်ပါတယ်အခုအချိန်တွေကိုမမေ့နဲ့ဟုတ်မင်းကကိုကျန်းရဲ့အမတ်သားကိုလူတိသွားအောင်လုပ်ချင်နေတာလားလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့လီနန်လဲလန့်သွားပြီးစကားတစ်ခုမှထပ်မထွက်ရအောင်ပါဇက်ကိုပိတ်ထားလိုက်ပါတယ်အဲ့ဒီချိန်မှာလူရောင်ကစီမံခန့်ခွဲရေးဌာနကိုအသိဝင်လာတဲ့တပည့်တွေကိုကြည့်ပြီးအတန်တိုးတိုးလေးနဲ့ပြောလိုက်ပါတယ်နောက်ဆိုရင်မင်းတို့တွေတီးတဲ့နေရာတစ်ခုတည်းကိုဝင်ရလိမ့်မယ်အဲ့ဒီမှာဝိညာဉ်သားရွယ်တွေအများကြီးရှိပြီးဒါကမင်းတို့အတွက်စမ်းသပ်မှုပဲစမ်းသပ်မှုအောင်မြင်တဲ့သူတိုင်းအပွဲထဲဝင်ခွင့်ရမှာဖြစ်ပြီးအကောင်းဆုံးစွမ်းဆောင်နိုင်တဲ့သူကတော့အနှဲငယ်ကိုတော့ကျမရဲ့အဖွဲ့ထဲမှာလိုက်ဖို့ရည်ချက်သွားမှာပါလို့ပြောလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အခါဘေးနာကစင်ကော်သူတွေကချက်ချင်းပဲစိတ်ဓာတ်တွေတက်ကြသွားပါတယ်တကယ်တော့ခေါင်းဆောင်လူရောင်ရဲ့အဖွဲ့ထဲမှာပါဝင်ခွင့်ရဖို့ဆိုတာသူတို့စိတ်ကူးတွေကဂုဏ်စရာတစ်ခုပဲလေပြီးတော့ဒါကိုပြင်မာပြန်ပြောရင်လည်းတကယ်ကိုမျက်နှာပွင့်မဲ့ကိစ္စပါအဲ့နောက်ဝေချမ်းထောင်ရဲ့အုပ်ဆောင်မှုနဲ့တူစွန့်ပစ်ထားတဲ့နေမြေတစ်ခုကိုရောက်လာကြပါတယ်အဲ့ဒီချိန်မှာပဲဝေချမ်းထောင်ကသတိပေးလိုက်တာကတော့ဒီတစ်ခေါက်စမ်းသပ်မှုရဲ့ပန်းနိုင်ဟာဒီလေးချေပွဲထဲမှာရှိတဲ့ထိတ်တန်းစစ်နှဖျားသားရဲ့၃ပေါင်နဲ့ဝိညာဉ်သားရဲ့ရာပေါင်းများစွာပဲဖြစ်ပါတယ်ဒီနေမြေဟာလွန်ခဲ့တဲ့ရန်တိုင်းကလူပေါင်းထောင်ချီတည်ဆုံးခဲ့ရတဲ့နေရာဖြစ်ပြီးမျိုးဆက်သစ်တွေကိုလေ့ကျင့်ပေးဖို့အတွက်စီမံခန့်ခွဲရေးဌာနကသူတို့ကိုအရှင်ဖမ်းဆီးပြီးဒီမှာမွေးမြူထားတာပါလူတိုင်းဟာကိုယ့်ရဲ့ဝိညာဉ်အိမ်မွေးတိတ်ဆန်ဆွမ်းအားကိုသုံးပြီးတိုက်ခိုက်နိုင်တယ်လို့လူတိုင်းစီမှာအလိုလျောက်ခြေရာခံပြီးအမှတ်ပေးမဲ့ drone တစ်စီးပါလိမ့်မယ်ဒါမှကျွန်တော်တို့ကမင်းတို့သွားတဲ့လမ်းကြောင်းကိုအချိန်ပြည့်ချူနိုင်မှာပါတကယ်လို့မင်းတို့အသက်အန္တရာယ်ရှိလာပြီဆိုရင်တော့အဝေးထိန်းစနစ်နဲ့ဒုံးကြီးတွေလွတ်ပြီးကူညီပေးမှာဖြစ်ပေမဲ့ဒါဟာပြန်ပွဲကနေထွက်ရမယ်လို့အဓိပ္ပာယ်ရပါတယ်ဝေချမ်းတော်ရဲ့စကားလဲဆုံးရောပြန်ပွဲပင်အရောက်အစိတ်လောက်ဟာအပြိုင်ဆိုင်ပြေးဝင်သွားကြပါတယ်သူ
သူတို့ဟာပြုံးပြုံးလေးနဲ့ပဲကိုယ့်ရဲ့ဝိညာဉ်အိမ်မွေးတိတ်ဆန်ကိုထုတ်ပြီးအဲ့ဒီသားရဲတွေနဲ့တိုက်ခိုက်ကြပါတော့တယ်အဲ့ဒီထဲမှာလင်းခဲကအမြဲဆုံးပြည့်ဝင်သွားပါတယ်သူမရဲ့ဝိညာဉ်တိတ်ဆန်ဟာရှင်းအောင်ငကားတစ်ကောင်ဖြစ်ပြီးမြေငကားလိုတောင်ပန်တစ်စုံရှိသလိုလက်မောင်းတွေကလည်းချွတ်တဲ့လက်သေးတွေပြပြောင်းလဲသွားပါတယ်လက်သေးတစ်ချက်ဝေဟန်လိုက်တိုင်းထွက်လာတဲ့လေပြင်းတွေဟာရှေ့ကဝိညာဉ်သားရဲတွေကိုခါးကနေပြတ်ထွက်သွားစေပါတယ်ဝိညာဉ်သားရဲနံပါတ်7နဲ့အနိုင်ယူပြီးဝိညာဉ်နံပါတ်သားရဲ9ကိုအနိုင်ယူပြီးကိုကဲမှုဌာနထဲမှာဝေချမ်းတော်ကစကရင်မိုကတက်လာတဲ့အချက်အလက်တွေကိုကြည့်ပြီးဒိမိသားစုရဲ့တမင်ကြီးလင့်ခဲဆိုတာဟာတကယ်ကိုမခေဘူးပဲဒီလောက်မြန်လုံးနေမျိုးနဲ့ဆိုရင်ဒီတစ်ကောက်စမ်းသပ်မှုကတော့ဆိုပြီးတော့မချီကျူးပဲမနေနိုင်ဖြစ်သွားခဲ့ပါတယ်တိတ်သီး9ယောက်စင်းထဲမှာတော့သူပါမာတေချာတလောက်ရှိနေပြီအဲ့ဒီချိန်မှာကျွန်တော်လည်းဖန်သားပြင်ကြီးကိုကြည့်နေခဲ့တာပါဒါပေမဲ့ကျွန်တော်ရဲ့ကြည့်တွေကတော့ဝမ်ဟောက်တို့အဖွဲ့စီမှာပဲရက်တိုင်နေခဲ့ပါတယ်လူတို့တစ်တိုက်ကတော့ဘာမှမဖြစ်သလိုမျိုးအေးအေးဆေးစကားပြောနေကြတော့မှာပဲလူရောင်ကနှစ်ဖူးကိုအသားလေးပို့ရင်တိုးတိုးလေးမေးလာတယ်ယောက်ျားဝမ်ဟောက်တို့တစ်တိုက်ကောင်းများမကောင်းတာလားမသိဘူးဘာလို့ခုထိလက်မလောက်ကြသေးတာလဲဒီတိုင်းသာဆိုရင်လင်းစုံတို့တွေအကုန်တေကုန်တော့မှာပဲကျွန်တော်လည်းကောင်းကာရင်ဒီကောင်တွေဘာတွေတွေးနေလဲဆိုတာဘယ်သူသိမှလဲလို့ပြန်ပြောလိုက်ပါတယ်အဲ့နောက်မှာတကုတ်ကုမားနေပြီဆိုတာကျွန်တော်ခံစားလိုက်ရတယ်ဘာလို့လဲဆိုတော့အခုချိန်မှာဝိညာဉ်သားရဲတွေအများကြီးအသက်ခံလိုက်ရပေမဲ့လည်းအမောင်လေးကနေမေရမတွက်နိုင်တဲ့ဝိညာဉ်သားရဲတွေဟာအဆက်မပြတ်ထွက်ပေါ်လာနေတော့မှာပဲအဲ့ဒီချိန်မှာပဲဝမ်ဟောက်ကလည်းသူ့ရဲ့အဆင့်မြင့်ဝိညာဉ်သားရဲဖြစ်တဲ့ဟဲအောင်မီရှန်ငကားချင်တဲ့ကိုထုတ်လုပ်လိုက်ပါတယ်ဟဲအောင်မီရှန်ငကားချင်တဲ့စစ်မြေပြင်နဲ့ရောက်လာတာနဲ့ချားဝိညာဉ်သားရဲတွေဟာသူ့ကိုလုံးဝမရှင်နိုင်တော့ပဲခဏလေးတွင်းမှာပဲအဆုလိုက်ပြောင်းလိုက်တိတ်ဆုံးကုန်ကြပါတယ်လူတိုင်းကဒီခင်းအောင်မီရှန်ငကားချင်တဲ့ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကိုအံ့ဩနေကြချိန်မှာကျွန်တော်ရဲ့မျက်နှာကတော့ပိုပြီးပြင်းမာလာခဲ့ပါတယ်ချက်ချင်းပဲစကားပြောဆက်ကိုကောက်ခိုင်းပြီးအားလုံးပဲဒီနေရာကနေအများဆုံးထွက်ခွာကြပါလို့အော်ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာကိုကဲကြီးဆန္ဒတစ်ခုလုံးဟာကျွန်တော်ကိုနားမယ်နိုင်တဲ့မျိုးလုံးတွေနဲ့ကြည့်နေကြပါတယ်ဝေချမ်းတော်ရဲ့မျက်နှာဟာလည်းပြောင်းလဲသွားပြီးတန်းချန်မင်းရတာကိုဘာလို့ဆိုလိုတာလဲစစ်စင်းမှုကအခုမှစတာလေအားလုံးကိုထွက်သွားခိုင်းတာနည်းနည်းတော့ထူးဆန်းမနေဘူးလားလို့မေးလာပါတယ်လူရောင်ကလည်းသူမရဲ့လှပတဲ့မြန်ဝတ်နေနဲ့နားမလဲသလိုကြည့်ရင်ဘာဖြစ်လို့လဲတခုခုမားနေတာကိုတတိထားမိလို့လားလို့အသားလေးမေးလာပါတယ်ကျွန်တော်ကဖန်သားပြေကိုလည်းညှိုးထုတ်ပြရင်းနဲ့ခုနကတက်ခံလိုက်ရတဲ့ဝိညာဉ်သားရဲတွေအလောင်းတွေဟာချက်ချင်းပြောက်ကွယ်သွားတယ်ဒါပေမဲ့ဝိညာဉ်သားရဲ့အသစ်တွေကတော့အဆက်မပြတ်ထွက်လာနေတော့မယ်ဆိုလိုတာဟာဒီနေရာစမ်းတက်တဲ့နေရာမဟုတ်ပဲနာမည်ဆိုင်ဝင်ပေါက်ဖြစ်နေတာလို့ပဲပြောလိုက်ပါတယ်